မျက်စိမမြင်နားမကြားသူတယောက်စကားပြောနီးသူမဟာမွေးကလေးကမျက်စိကန်းပြီးနားကလည်းမကြားပါဘူးဒါကြောင့်ကလေးမဟာသူ့အတွေးထဲမှာပဲပိတ်မိနေခဲ့ပြီးဆက်သွယ်ဖို့နီလန်းလည်းလုံးဝမရှိဖြစ်နေခဲ့ပါတယ်အဲ့ဒီအခါဆရာမတယောက်ကသူမရဲ့လက်ကိုကင်ကမိမိရဲ့လက်ပင်ပေါ်ကိုတင်လိုက်ပြီးစကားဆပြောလိုက်ခဲ့ပါတယ်အတန်တုံခါမှုတွေကဘဲအချိန်မှအတန်ထွက်နေတယ်ဘလောက်ကျဲလဲဘလောက်တိုးနေတယ်ဆိုတာသူမကိုပြောပြနေခဲ့ပါတယ်သူမကလည်းလက်ချောင်းလေးတွေကိုသူ့ဆရာမရဲ့နှက်ခမ်းနဲ့နှာခေါင်းတွေစီကိုရွေးရှားကစကလုံးတစ်လုံးချင်းစီအတွက်ပါဆက်ပုံစံကဘလို့ပြောင်းလဲနေလဲဆိုတာကိုခန်းစားကြည့်ခဲ့ပါတယ်ဒီလိုနဲ့သူမကိုယ်တိုင်သူ့ရဲ့မျက်နှာပေါ်မှာအဲ့ဒီလှုပ်ရှားမှုတွေကိုထက်ကလေ့ကျင့်ခဲ့ပြီးနောက်ဆုံးမှာတော့စကားပြောတတ်သွားခဲ့ပါတယ်အထီးကယုံဖြစ်စေခဲ့တဲ့အယုတ်များဒီအယုတ်တွေမှာကြီးမားတဲ့မျက်လုံးတွေဖောင်းကြွနေတဲ့ပါးပြင်တွေနဲ့ပုံပြက်နေတဲ့နှက်ခမ်းတွေပါရှိပါတယ်။အဲ့ဒီအယုတ်ဟာအရန်ကိုရုပ်ဆိုးပေမဲ့လည်းကလေးတွေကရရှိဖို့အတွက်အသေးအတန်လိုချင်နေခဲ့ကြပါတယ်။အဲ့ဒီအခါထောင်နဲ့ချီတဲ့မိဘတွေကအယုတ်ဝယ်ဖို့ဆိုင်ရှိမှာတန်းစီစောင့်နေကြပေမဲ့လည်း store ထဲမှာကအယုတ်ရကနန်းနှဲငယ်တာရှိနေခဲ့ပါတယ်။ဒီတော့တကားတွေဖွင့်လိုက်တဲ့အခါလဲလူတွေဟာအတင်းတိုးဝင်ပြီးအယုတ်တရုတ်ရဖို့အတွက်တွန်းကန်တာတွေလက်သီးထိုးတာတွေနဲ့ baseball ရိုက်တုပ်တွေနဲ့ရိုက်နှက်ခဲ့ကြပါတယ်ထက်လို့အချို့ဆိုရင်လည်းရေဒီယိုဌာနတစ်ခုကလေရင်မှအယုတ်တွေချပေးမဲ့လို့ဟာတာလို့ပြောဆိုခဲ့တဲ့အတွက် baseball လက်အိတ်တွေနဲ့ဖမ်းယူဖို့ခဲရင်အေးဆက်နေတဲ့ရာသီဥတုထဲမှာစောင့်နေခဲ့ကြပါသေးတယ်ဒါပေမဲ့ကံကောင်းထောက်မှတ်စွာနဲ့အယုတ်ရသူကလေးအနှဲငယ်သာတက်မှတ်မှုပြင်းထန်မှုကာလအဆုံးသတ်သွားသည့်အထိမိမိလိုချင်တဲ့အယုတ်ကိုရရှိခဲ့ကြပါတယ်